ပစုံစိတ်သေးသေးလေးတွေတွေ့တော့လေမကြီးရွက်လေးနဲ့ချက်စားအောင်ဝယ်ခဲ့လိုက်ပါတယ်ဒီနှစ်မိုးရင်းကအရင်နှစ်ကတော့ပစုံစိတ်တွေပေါ်ပေါ်မတွေ့ရပါဘူးအဲ့တော့ရာတော့လေးတစ်ခုတည်းဝယ်ပြီးတော့ချက်စားပြစ်တာပါဒီပစုံစိတ်သေးသေးလေးတွေချက်ရင်သူများတွေဘလို့ချက်ကြလဲတော့မသိဘူးပေါ့နော်ယူလီယာကတော့သူ့မှာပါတယ်နှာမောင်းလေးတွေတွန့်သွားအောင်လို့အရင်ဆုံးလှော်လိုက်တာပါအရန်သေးတော့တပင်ချင်းလေးလည်းလိုက်မညက်နိုင်ဘူးပေါ့နော်မဟုတ်ရင်သူကသွားချညက်တာတို့အာကောင်ထောက်တာတို့ဖြစ်တယ်လို့ပါပစုံလေးချက်သွားပြီဆိုရင်တော့တစ်ဖက်ကိုကတ်ထားပါမယ်ပြီးရင်တော့ယူလီယာကစီတက်ပြီးတော့ချက်မှာပါချက်သွန်လေးကိုနနိုးလေးနဲ့ပဲစီတက်ပါမယ်နော်ချက်သွန်လေးကိုအရင်ဦးဆုံးခက်ချက်ချောက်လေးဖြစ်အောင်တက်လိုက်ပါမယ်နော်ပြီးရင်တော့လှီးထားတဲ့ခရမ်းညင်သီးလေးတစ်လုံးလောက်ထည့်ပါမယ်အရင်လေးလာသွားအောင်လို့ငြိုသီးစိမ့်မုံလေးလည်းထည့်လိုက်ပါမယ်နော်အားလုံးကိုတခြားသမားအောင်မွေပြီးသွားပြီဆိုရင်တော့ယူလီယာကစီလေးနဲ့နေလို့နည်းနည်းထပ်ထည့်လိုက်ပါမယ်မီးအေးနဲ့ခရမ်းညင်သီးလေးကြည်သွားအောင်တခြားလေးလုံးပြီးစီတက်ပေးပါမယ်နော်ပြီးရင်တော့မြင်ငပီလေးနဲ့ထည့်ပါမယ်ငပီလေးကျက်သွားအောင်တခြားလေးလုံးပါမယ်နော်ပြီးရင်တော့ငြိုသီးအကျန်းမုံလေးနဲ့ထည့်ပါမယ်ကျက်သွားအောင်တခြားလေးလုံးပြီးဆိုရင်တော့ရေစစ်ထားတဲ့မကြီးရွက်လေးထည့်ပါမယ်နော်မကြီးရွက်လေးတွေကနုနေလို့ဖယ်ရတာတော့တိတ်မရှိပါဘူးအဲ့တခုတော့ဒီမှာကောင်းတာလေမကြီးရွက်တွေဆိုရင်အရွက်ရက်တွေကိုတိတ်ပြီးတော့ထည့်မပေးတတ်ပါဘူးတပုံကို30ဆိုတော့ကြတော့မြန်မာငွေနဲ့ဆို1300လောက်ရှိပါတယ်တပုံကလည်းနည်းနည်းတော့နည်းတယ်ပေါ့နော်ဒါနဲ့ဟင်းခက်မုံလေးထည့်ပြီးတော့လုံးပြီးဆိုရင်တော့ရေနွေးလေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်နော်မကြီးရွက်ကိုကြားရတာချက်ရတာလည်းအချိန်မပေးရလို့ပေါ့နော်ပစုံအကွေး9မျိုးဆိုတော့ကြတော့ပစုံကလည်းတန်းချက်တာဆိုတော့ကြတော့ခဏနေချပါတော့မယ်နော်မချခင်လေးမှာထချမ်းချမ်းထားတဲ့ငရုတ်သီးစိမ့်လေးနဲ့ကြက်သွန်မျိုးလေးထည့်ပါမယ်နော်ကြက်သွန်မျိုးလေးကိုတပြားရိုက်ပြီးတော့ကြတော့ဟင်းချကန်တင်ချက်မှာထည့်ရင်ပို့ပြီးတော့မှုပါတယ်မကြီးရွက်ကိုတခြားဘလို့ချက်ရင်လည်းကြိုက်ကြသေးလဲနော်ယူလီယာကတော့မကြီးရွက်ကိုတူဟူတုံးလေးနဲ့ချက်တာလည်းကြိုက်ပါတယ်နောက်နေ့ကျမှတူဟူတုံးလေးနဲ့ချက်ပြပါအောင်မယ်ရှင်ကဲယူလီယာရဲ့မကြီးရွက်ပစုံစိမ့်အုပ်ဟင်းလေးကတော့ရပါပြီပစုံစိမ့်ရဲ့အချိုတလေးရဲ့မကြီးရွက်ရဲ့အချင်တန်လေးရဲ့ကအရန်ကိုပနတ်တင်လာတာမလို့ဒီလိုမျိုးလေးလည်းချက်စားကြည့်ကြပါအောင်နော်ရက်ကြထားစားခြင်းတော့အရေးမပါပဲ6နေအောင်လိမ့်ချင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်မိုးရင်းမှာပေါ်တဲ့စားစရာလေးတွေကိုချက်စားကြည့်ကြပါအောင်နော်